အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ CJN မြန်မာ News ကပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီကနေ့မှာတင်ဆက်လူတဲ့သတင်းကတော့ချင်းပြည်နယ်မှာအခုတလကျော်အတွင်းအာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာယာနဲ့ချီပြီးကမှကြာဆုံးခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အခုတလကျော်အတွင်းမှာချင်းပြည်နယ်နဲ့မကွေးတိုင်းအစပ်မှာတိုက်ပွဲတွေပြင်းထန်နေရရှိပါတယ်အာဏာသိမ်းစစ်ကောင်စီကစစ်အင်အား2000ကျော်ထက်မနည်းကိုအသုံးပြုပြီးတော့ဒေါ်လာရေးတပ်ဖွဲ့တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေရရှိရမှာမကွေးတိုင်းအတွင်းစောမြို့နယ်တောက်ထုမြို့နယ်ချင်းပြည်နယ်တွေကကံပက်လက်မြို့နယ်မင်းတပ်မြို့နယ်တို့မှာတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားရရှိပြီးတိုက်ပွဲတွေကလည်းပြင်းထန်နေရရှိပါတယ်ချင်းပြည်နယ်မင်းတပ်နဲ့ကံပက်လက်မြို့နယ်အတွင်းကိုအင်အားထောင်ချီနဲ့ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွေကိုဟန်တာတိုက်ခိုက်တာတွေနဲ့တံပြန်ထိုးစစ်ဆင်တာတွေကိုချင်းပြည်သူတပ်မတော် CPA နဲ့ရောဒေတာကတော်လှန်ရေးတပ်တွေဖြစ်ကြတဲ့ YDF နဲ့ YA အပါအဝင်မဟာမိတ်တပ်တွေကအတူတကွပြုလုပ်ခဲ့ကြပါတယ်ဒေါ်လာရေးတပ်တွေကပြင်းထန်စွာတံပြန်တိုက်ခိုက်ချေမှုန်းခဲ့ကြလို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာယာနဲ့ချီပြီးကမှကြာဆုံးခဲ့ကြပါတယ်တလကျော်ဖြစ်ပွားခဲ့တဲ့အဲ့ဒီပြင်းထန်တဲ့တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အလောင်းတွေနဲ့တုံပန်းတွေအပါအဝင်လက်နက်ခဲယံအမြောက်အများနဲ့စစ်သုံးပစ္စည်းများကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်းတွေ့ရှိရပါတယ်ချင်းပြည်နယ်တွေကကံပက်လက်မြို့နယ်မင်းတပ်မြို့နယ်တွေမှာဖြစ်ပွားရရှိတဲ့တိုက်ပွဲတွေမှာအာရခတပ်တော် AA ကလည်းပူပေါင်းပါဝင်တိုက်ခိုက်ပြီးရရှိပြီးတိုက်ပွဲတွေဟာပြင်းထန်နေတယ်လို့အာရခတပ်တော် AA ရဲ့သတင်းထုတ်ပြန်ချက်အရလည်းကျွန်တော်တို့သိရှိရပါတယ်ချင်းရခိုင်နဲ့ဗမာတော်လိုင်းအင်အားစုတွေရဲ့ခိုင်မာတဲ့စီးမဟာမိတ်အဖြစ်အခုလိုပူပေါင်းဆောင်ရွက်တာတွေဟာအာဏာသိမ်းစစ်ကောင်စီရဲ့ထိုးစစ်တွေကိုခြေမုံနှံရုံသာမကမြန်မာနိုင်ငံအနောက်ပိုင်းနဲ့အလဲပိုင်းရှိနေမြေစုမှုရေးအတွက်အဓိကအဆုံးဖြတ်ပေးမဲ့အင်အားစုတရက်ဖြစ်လာနေတဲ့ဆိုတာကိုကျွန်တော်တို့တွေ့ရှိရကြောင်းပါခင်ဗျာ